Hello မင်္ဂလာပါရှင် Rocky the Storyteller ကနေကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့တော့ကျမလွန်ခဲ့တဲ့တစ်ပတ်နှစ်ပတ်အတွင်းမှာ American သတင်းတွေမှာအရန်ကို hot ဖြစ်နေတဲ့သမီးအရင်3ယောက်ကိုတတ်လိုက်တဲ့ဖခင် Travis Tucker ရဲ့အမှုအကြောင်းကိုကျမမျှဝေချင်တာဖြစ်ပါတယ်သမီးအရင်3ယောက်ကိုတတ်လိုက်တယ်လို့ယူဆရတဲ့ဝရံပြေဖခင် Travis Tucker ကို American နိုင်ငံကရေးတွေကအိန္ဒိချင်းနိုင်ငံကရေးအချို့နဲ့ပါပူးပေါင်းပြီးတော့အသေးအတန်ရှာနေတာဒီနေ့ဆိုရင်2ပတ်လောက်ရှိလာပြီဒါပေမဲ့အခုချိန်ထိ Travis Tucker ကဘယ်နေရာမှာရှိတယ်ဘယ်နေရာမှာပုန်းနေတယ်ဆိုတာကိုရေးတွေကခြေရာခံလို့မရသေးပါဘူးဒီမှုခင်အကြောင်းကိုကျမစိတ်ဝင်စားလို့လေ့လာမိသလောက်နည်းနည်းပြန်ပြီးတော့ပြောပြချင်ပါတယ်Travis Tucker နဲ့ Whitney တို့လင်မယားကအိမ်ထောင်ကွဲနေတာကြာပါပြီအတိအကျပြောရမယ်ဆိုရင်2022ခုနှစ်မှာ Travis ရဲ့စိတ်အခြေအနေဆိုးရွားလာတာကြောင့်အိမ်ထောင်ရေးအဆင်မပြေဖြစ်တော့ဘဲနဲ့လင်မယားကွဲသွားတာပါသူတို့စီမှာဖက်တင်ကိုနစ် Evelyn 8နှစ်နဲ့ Olivia 9နှစ်အရွယ်အတီးတီးရှိတဲ့ညံချစ်စရာကောင်းတဲ့သမီးလေး3ယောက်ရှိပါတယ်အိမ်ထောင်ကွဲသွားတဲ့အချိန်မှာတရားရုံးရဲ့အမိန့်အရဖခင်ဖြစ်တဲ့ Travis Tucker ကတပတ်ချားတစ်ခါလောက်သမီးလေးတွေနဲ့တွေ့ခွင့်ရတာဖြစ်ပါတယ်။ဒါပေမဲ့ညအိမ်ညနေတော့ခေါ်ထားခွင့်မရှိပါဘူး။သူကကလေးတွေကိုချစ်ပြီးတော့ကလေးတွေနဲ့အဆင်ပြေတဲ့ဖခင်တယောက်သမီးတွေကိုဒီလိုမျိုးရရဆက်ဆက်တတ်ရလိမ့်မယ်လို့ဘလို့မှကြိုတင်ပြီးတော့ထင်ထားစရာတန်တရားရှိစရာတွေးကြည့်လို့မရတဲ့ဖခင်တူဖြစ်တယ်လို့Whitneyကပြောပါတယ်။ဒါပေမဲ့လွန်ခဲ့တဲ့မေလ30ရက်နေ့မှာ Travis Tucker ကကလေးတွေကိုတွေ့ခွင့်ရတဲ့ရက်မှာပေါ့နော်အလေခေါ်သွားပြီးတော့သူတို့အမေစီကိုဒီည8နာရီမတိုင်ခင်ပြန်လာပို့ပေးရမှာဖြစ်ပေမဲ့ညမိုးချုပ်လာတဲ့အချိန်ထိလာမပို့ပေးတဲ့အတွက်ကြောင့်အမေဖြစ်တဲ့သူကစိုးရိမ်ပြီးတော့ဒီယေစခန်းကိုပေါ့နော်ည9:45လောက်မှာ American နိုင်ငံသူတို့နေတဲ့နေရာကWenatchee ယေစခန်းကိုဖုန်းဆက်ပြီးတော့တိုင်တန်းခဲ့တယ် Whitney ရဲ့အဆိုအရTravis Tucker ကကလေးတွေကိုလာခေါ်တဲ့အချိန်ထိသူနဲ့ကြီးကြီးမားမားစကားများရင်ဖြစ်တာအဲ့လိုမပြေမလီဖြစ်နေတာအကျိတ်အခဲဘာမှမရှိပါဘူးတဲ့ပြီးတော့သူကြည့်ရတာပေါ့နော်သူဟာသူလည်းပြဿနာကြီးကြီးမားမားရှိနေတဲ့ပုံလဲပေါ်မနေပါဘူးတဲ့အဲ့ဒါကြောင့် Whitney ကခါတိုင်းလိုပဲသမီးကလေး3ယောက်ကိုသူ့အဖေနဲ့ထည့်လိုက်တာဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီညမှာည8နာရီထက်နောက်မကျပဲပြန်ပို့ပေးရမှာဖြစ်ပေမဲ့ကလေးတွေကိုလာမပို့တဲ့အတွက် Whitney က Wenatchee ရေးစခန်းကိုတိုင်ကြားခဲ့တယ်။သူတိုင်တဲ့ညမှာပဲရေးစခန်းကတာဝန်ရှိတဲ့သူတွေက Washington State Patrol ပေါ့နော် WSP ကိုကလေးတွေရဲ့ပျောက်ဆုံးမှုနဲ့ပတ်သက်ပြီးတော့ Amber Alert ထုတ်ပြန်ခွင့်ပြုဖို့တောင်းခဲ့ပေမဲ့ပေးချခံလိုက်ရတယ်။အဲ့တော့ကျွန်မစိတ်ဝင်စားသွားတယ် Amber Alert ဆိုတာဘာလဲပေါ့နော်။ကျွန်တော်တို့စီမှာမရှိဘူးလို့ထင်တယ်လေ။အဲ့ဒါနဲ့ကျွန်မရှာဖတ်လိုက်တော့ဗာတီးရလဲဆိုတော့ Amber Alert ဆိုတာက18နှစ်အောက်ကလေးငယ်တွေကအိမ်ကနေသူတို့ဘာသာသူတို့ထွက်ပြေးသွားတာဒါမှမဟုတ်ရင်အိမ်ကနေနင်ချခံရတာမျိုးနင်ချလိုက်တဲ့အတွက်ကြောင့်ဘယ်နာရောက်မှမသိဘူးဆိုတဲ့ဟာမျိုးမဟုတ်ဘူးဆိုရင်ပေါ့နော်ကလေးကိုတစုံတစ်ယောက်ကဖမ်းဆီးသွားတယ်လို့ယူဆရင်ပြီးတော့ကလေးကညင်ပနှိပ်စက်ခံရနိုင်တယ်လို့ယူဆနိုင်တဲ့အခြေအနေအသက်အန္တရာယ်ရှိနိုင်တယ်လို့ယူဆလို့ရှိရင်ဒီ Amber Alert ဆိုတာကိုထုတ်ပြန်ရတာဖြစ်တယ်။ Amber Alert ထုတ်ခွင့်ရတယ်ဆိုရင်ကလေးပျောက်သွားတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့အသေးစိတ်အချက်အလက်တွေဥပမာကလေးနာမည်အသက်ရုပ်ရည်ပုံစံမျက်လုံးအယောင်ကဘာအယောင်စပင်အယောင်ကဘလို့ရှိရဲဆိုတာမျိုးကိုဓာတ်ပုံနဲ့တကွဖော်ပြပြီးတော့ကလေးကဘီနေ့ဘီရက်လောက်မှာဘလို့ပုံစံမျိုးနဲ့ပျောက်သွားတယ်လို့ထင်တယ်ပျောက်သွားတဲ့အချိန်မှာဘလို့မျိုးဥစားတွေဝတ်ထားတယ်ဘာဖက်နှက်လေးတွေစီးထားတယ်ကလေးမှာဘာပါသွားတယ်စတဲ့ကလေးကိုတွေ့တာနဲ့သိနိုင်လောက်တဲ့အသေးစိတ်အချက်လက်တွေနဲ့ကလေးကိုဖမ်းသွားတယ်လို့ယူဆရတဲ့တရားခံရဲ့ဓာတ်ပုံတွေအသေးစိတ်အချက်လက်တွေအသုံးပြုတဲ့ကားအမျိုးအစားနဲ့အခြားတိတာနိုင်တဲ့အချက်လက်တွေအားလုံးပေါ့နော်အဲ့ဒါကိုနိုင်ငံပိုင်သတင်းဌာနတွေအပြင်နေရာအနှံ့အပြားချန်နယ်ပေါင်းစုံကနေအများပြည်သူသိအောင်ချက်ချင်းထုတ်ပြန်ပြီးတော့အများပြည်သူကဒီကလေးတော့မဟုတ်ဒီမတင်ကဖွယ်ရလူကိုပေါ့နော်ဘေးနေရာမှာတွေ့တယ်ဆိုတာသိခဲ့လို့ရှိရင်ချက်ချင်းအကြောင်းကြားနိုင်ဖို့အတွက်လုပ်ရတဲ့ဖြစ်စဉ်ဖြစ်တယ်ပေါ့ကလေးတွေပျောက်တဲ့ဖြစ်စဉ်တွေမှာ Amber Alert ကိုမြန်ထုတ်ပြန်နိုင်တယ်ဆိုရင်မူခင်ဖြစ်ပွားရာဒေသတစ်ခုလုံးပြီးတော့တနိုင်ငံလုံးကဒီကလေးနဲ့
ဒီပျောက်ဆုံးမှုနဲ့ဆိုင်တဲ့ကလေးနဲ့ဒါမှမဟုတ်ရာဇဝတ်ကောင်နဲ့ဆိုင်တဲ့အချက်လက်တွေကိုချက်ချင်းသိနိုင်ပြီးတော့မတင်ကားစရာတွေ့တာနဲ့သူကရေးကိုအကြောင်းကြားနိုင်မှာဖြစ်တယ်။ Amber Alert ထုတ်ပြန်နိုင်ရင်အများပြည်သူရဲ့သတင်းပေးမှုတွေကိုအလင်းအမြန်ရနိုင်တာဖြစ်တဲ့အတွက်ရာဇဝတ်ကောင်ကပြေးစရာမြေမရှိတော့ဘူးပေါ့နော်သူပုံရတဲ့နေရာကျင်းသွားတာပေါ့အဲ့တော့လုံခြုံအောင်ပုံနေလို့မရတော့ဘဲနဲ့အချိန်မီဖမ်းမိနိုင်တဲ့အလားအလာပို့ပြီးတော့ညားတာဖြစ်တယ်ပေါ့အခုဒီသမီးလေး3ယောက်ကိစ္စမှာကတော့ကမ္မကောင်းစွာနဲ့ပဲ Amber Alert ကိုထုတ်လုပ်ခွင့်မရခဲ့ပါဘူး Washington State Patrol ထင်တာကဒီအဖေဖြစ်တဲ့ Travis Decker ကကလေးတွေကိုပြန်ပို့ဖို့တာမန်နောက်ကြတာဒါမှမဟုတ်ရင်ပြက်ကွက်တာမျိုးလောက်ပဲလို့သူတို့ကထင်ခဲ့တယ်ဒီလိုမျိုးကလေးတွေကိုအချိန်နဲ့တွေ့ခွင့်ရတဲ့ဒါမှမဟုတ်တလေးစီထိန်းချောင်းခွင့်ရတဲ့မိဘတွေကပြန်ပို့ဖို့နောက်ကြတာအဲ့လိုမျိုးဖြစ်တတ်တာပေါ့နော်အဲ့ဒါကြောင့်မလို့သူတို့ကကလေးကတာမန်ပဲဖြစ်မှာပါပေါ့စိုးရင်ရတဲ့အချိန်နဲ့မဟုတ်တော့ပါဘူးအဲ့လိုအသက်အန္တရာယ်ချင်းချောက်ခံနေရတာမျိုးမရှိတော့ပါဘူးလို့သူတို့ကထင်တဲ့အတွက် Amber Alert ကိုထုတ်ပြန်ခွင့်မပေးခဲ့တာဖြစ်တယ်ပေါ့ဒါပေမဲ့ဝနာချီယေစခန်ကရရှိတဲ့တာဝန်ရှိတဲ့သူတွေကအာမလျှော့ပေါ့နော်နောက်ရက်မေလ31ရက်နေ့မှာအဲဒီဝနာချီယေစခန်ကစုံထောက်တွေက Washington State Patrol ကိုပို့ပြီးတော့ပြေဆုံးတဲ့အချက်လက်တွေတင်ပြပြီးတော့ဒီကလေးတွေမှာဒီအဖေနဲ့ဆိုရင်အန်တီရှိနိုင်တယ်အဲကြောင့်မလို့ငါတို့ကို Amber Alert လုပ်ခွင့်ပေးပါလို့ထပ်တောင်းဆိုခဲ့တယ်သို့တော်လည်းပဲWashington State Patrol က Amber Alert ကိုတော့ထုတ်ပြန်ခွင့်မပေးဘူး Amber Alert ရဲ့အောက်ထစ်လောက်ရှိတဲ့ Endanger Missing Person Alert ပေါ့ EMPA ကိုပဲထုတ်ပြန်ခွင့်ပေးခဲ့တာဖြစ်တယ်ဒီ EMPA ဆိုတာလည်းအထောက်ကူတော့ရှိတယ်ဒါပေမဲ့အဲ့လောက်ထိမဟုတ်ဘူးပေါ့နော်သူကကလေးပြောက်တာနဲ့ပတ်သက်ရင် email တွေကနေချက်လက်တွေဖြန့်ဖြူးပေးတာမျိုးကားရထားပေါ့နော်ဒီကားဂိတ်ဘူတာအစရှိတဲ့နေရာတွေမှာ transportation နဲ့ဆိုင်တဲ့နေရာတွေမှာပေါ့ရှိတဲ့ sign board တွေမှာအချက်လက်တွေကပ်ပေးတာလိုမျိုးsocial media တွေမှာတင်ပေးတာလိုမျိုးလောက်ပဲလုပ်တဲ့အတွက်ကြောင့်လူထုရဲ့အာယုံဆိုင်မှုနဲ့အကူအညီကိုချက်ချင်းကြည်ကြည်ပြန့်ပြန့်ရနိုင်လောက်တဲ့အနေအထားမရှိဘူးပေါ့နော်တကယ်လို့ဒါ Amber Alert လုပ်ခွင့်ရမယ်ဆိုရင်နိုင်ငံပိုင် TV တွေသတင်းတွေမှာချက်ချင်းဖော်ပြတာပြီးတော့ခဏခဏအဲ့ဒီသတင်းတွေကိုဖော်ပြနေတာမျိုးဖုန်းတွေနဲ့ပြည်သူလူထုရဲ့စီကိုပေါ့ message တွေတောက်လျှောက်ပို့နေတာမျိုးလုပ်လို့ရတဲ့အတွက်လူထုရဲ့ပူပေါင်းပါဝင်မှုကိုမြင်မြန်ဆန်ဆန်ရပြီးတော့ကလေးတွေကိုဒီရာဇဝတ်ကောင်ကဆိုးရွားတဲ့ဟာတွေမလုံမိခင်မှာကဲထုံးနိုင်တဲ့အလားအလာပိုများတာပေါ့နော်ဒီမေလ30ရက်နေ့မှာပျောက်ဆုံးလာတဲ့သမီးလေးတွေရဲ့အလောင်းကိုဂျွန်လ2ရက်မှာ Rock Island Campground မှာပြန်ပြီးတော့တွေ့ခဲ့တာဖြစ်တယ်သမီးလေး3ယောက်ကို plastic အိတ်ကောင်းမှာဆွတ်လက်သားနောက်လက်မှာ ziplock တွေနဲ့တုပ်လက်သားတည်နေကြတာကိုတွေ့ရတာဖြစ်တယ်ပေါ့သူတို့ဖခင်ကတော့ပျောက်ချင်းမလားပျောက်နေတာဖြစ်တဲ့အတွက်ဒီလူသက်သမားဟာဖခင်ဖြစ်တဲ့ Travis Decker ဖြစ်ဖို့ရခိုင်တော့အရန်များနေတာဖြစ်ပါတယ်ကလေးတွေအလောင်းနဲ့မနီးမဝေးမှာ Travis ရဲ့ကားကိုတွေ့ခဲ့ပြီးတော့အဲ့ဒီမှာလည်းတွေးစွန်းနေတဲ့လက်ပွေရတွေလည်းသူတို့ကတွေ့ခဲ့တာဖြစ်တယ်ဒီ Travis ရဲ့ဖုန်းမှတ်တမ်းတွေကိုသူတို့ကြည့်တဲ့အခါမှာတော့လေဒီ campground ကိုသူကကလေးတွေကိုမခေါ်လာခင်ရှေ့ရက်တွေကလေးမှကြိုပြီးတော့အခြေအနေလာကြည့်ထားတယ်ဆိုတဲ့ဟာကိုတွေ့ရတာဖြစ်တဲ့အတွက်ရေးတွေကပေါ့နော်ဒီ Travis ကသမီးလေးကိုတတ်ဖို့သမီးလေးတွေကိုတတ်ဖို့ရည်ရွယ်ချက်ရှိရှိနဲ့အစီအစဉ်တွေကိုကြိုတင်ချထားခဲ့တယ်လို့ကောက်ချက်ချထားပါတယ်အထူးသဖြင့် Travis လိုမျိုးအင်ဂျင်ယာမဲ့ကားပေါ်မှာပဲနေတဲ့သူစီမှာခုလိုမျိုးကလေးတွေကိုတတ်တဲ့နေရာမှာအသုံးပြုဖို့ပစ္စည်းတွေရှိနေတယ်ဆိုတာကကလေးတွေကိုတတ်ဖြစ်ဖို့သူ့မှာငကိုကလေးကကြိုတင်ကြံစည်မှုတွေရှိခဲ့တယ်လို့ကောက်ချက်ချစရာဖြစ်ခဲ့ပါတယ်ရေးတွေကသူ့ကိုအဲ့ဒီ data အနီးတစ်ဝိုက်မှာတာမကနော်သူကဒီတောတွေတောင်တွေကြော်ဖြတ်ပြီးတော့တခြားနိုင်ငံအထိသူကထွက်ပြေးလွတ်မြောက်သွားနိုင်တာမို့အင်ကြီးချင်းနိုင်ငံရေးတွေနဲ့ပါပူးပေါင်းပြီးတော့ Travis ကိုပိုက်စစ်တိုက်ရှာနေတာဖြစ်ပါတယ်အခုဆိုရင်သူ့ကိုရှာနေတာ2ပတ်လောက်ရှိနေပြီဒါပေမဲ့သူ့ရဲ့အရေးအယောင်သတင်းစာနာလုံးဝမရဘူးဖြစ်နေတဲ့အတွက်တချို့ကတော့ဒီ Travis ကပေါ့နော်ကလေးတွေကိုတတ်ပြီးတဲ့နောက်တနေရာကိုသွားပြီးတော့သူ့ကိုယ်သူလည်းတက်တည်သွားတာဖြစ်နိုင်တယ်လို့ယူဆနေကြတယ်ရေးတွေကတော့ဒီ Travis ကစစ်မှုထမ်းဟောင်းနေဖြစ်တာဖြစ်တဲ့အတွက်သူ့မှာလက်နက်တွေပါကောင်းပါနိုင်တာမို့အန်ဒီရှိနိုင်ပါတယ်ပြည်သူတွေတတိထားပါဆိုပြီးတော့ထုတ်ပြန်ထားတာရှိပါတယ်ကျွန်မ Travis အကြောင်းကိုလည်းစိတ်ဝင်စားလို့နည်းနည်းပြန်လေ့လာကြည့်တဲ့အခါပေါ့နော်သူက
အာဖဂန်နစ္စတန်စစ်ပွဲတွေမှာဝင်တိုက်ရတဲ့အမေရိကန်တပ်ထွက်တယောက်ဖြစ်ပြီးတော့ PTSD စတဲ့စိတ်ယောဂါကိုခံစားနေရတဲ့သူဖြစ်တယ်ပေါ့သူမိမနဲ့သူကွဲသွားပြီးတဲ့နောက်မှာသူ့ဘဝမှာအဆင်မပြေမှုတွေကြီးပဲတစ်ခုပြီးတစ်ခုကြုံတွေ့နေရတော့စိတ်ဓာတ်ကပိုကျလာပြီးတော့သူရဲ့စိတ်ယောဂါအခြေအနေကပိုဆိုးလာတာမျိုးဖြစ်နိုင်တယ်ပေါ့သူကအလုံးမှာလည်းအဆင်မပြေဘူးပြီးတော့နေစရာအိမ်အောင်မရှိတော့တဲ့ homeless ဘဝနဲ့ကားပေါ်မှာနေရတဲ့အနေအထားကိုရောက်နေတဲ့သူပေါ့အရင်အော်တယ်ကျမဒီလိုလူမျိုးကိုကလေးကိုတွေ့ခွင့်ပေးနေသေးတဲ့စနစ်ကိုပေါ့နော်။ပိုဆိုးတာသူကစိတ်ကူးဆရာဝန်နဲ့တွေ့ပြီးတော့စနစ်တကျမှုကုသမှုပေါ့နော်စနစ်တကျကုသမှုခံယူနိုင်တဲ့အနေအထားမှာရှိမနေတာဖြစ်တဲ့အတွက်သူရဲ့စိတ်အခြေအနေကဘယ်လောက်ထိဆိုးနေမယ်ဘယ်လိုဖြစ်နေမယ်ဆိုတာကျမတို့မသိနိုင်ဘူးပေါ့နော်။အဲလိုမျိုးအခြေအနေကြောင့်မလို့သူရဲ့ဇနီးဟောင်းဝစ်နီကကလေးတွေကိုဖခင်နဲ့ပေးမတွေ့ချင်တော့လို့တရားရုံးမှာငကိုချမှတ်ထားတဲ့ဖခင်နဲ့ပေးတွေ့ခွင့်ကိုဆုံးဖြတ်ချက်ကိုပြန်ပြီးတော့သုံးသပ်ပေးဖို့ဆိုပြီးတော့တရားရုံးကိုဥတိုက်လျှောက်ထားတာမျိုးတွေရှိပါတယ်အဲ့ဒါတွေကြောင့်ပဲသူကကြံရမရဖြစ်ပြီးတော့ကလေးတွေကိုတပ်ပစ်လိုက်တာလားမသိပါဘူးဒီအမေရိကန်နိုင်ငံမှာဖြစ်ပျက်ခဲ့တဲ့လူသတ်မှုတွေရဲ့2%, 3%လောက်ကမိဘတွေကျူးလွန်ခဲ့တာလို့ရေးရရှိတယောက်ကပြောခဲ့ပါတယ်ဘလို့အကြောင်းပြချက်မျိုးနဲ့ပဲဖြစ်ဖြစ်အပြစ်မဲ့တဲ့ကိုမွေးထားတဲ့ကိုရင်တွေကိုရရဆက်တပ်ပြရက်တဲ့နော်3ယောက်တောင်မှနော်တပြိုင်တည်းတပ်ပြရက်တဲ့ဒီ Travis ကိုတော့ကျွန်မအရန်ကိုယွံမုံမိတယ်ပေါ့နော်ဘလို့မှခွန်းလွတ်ကြည့်လို့ကျွန်မမရအောင်အဲ့ဒါအပြင် Washington State Patrol ကသာ Amber Alert ထုတ်ပြန်ခွင့်ပေးခဲ့မယ်ဆိုရင်ကလေးတွေရဲ့အသက်ကိုအချိန်မီကေကောင်းကေနိုင်လိမ့်မယ်လို့ကျွန်မထင်တယ်အဲ့ဒါကြောင့်မလို့ခါတလေပေါ့ဒီစနစ်တစ်ခုမှာထားတဲ့တတ်မှတ်ချက်တွေကိုအဲ့ဒီစနစ်ကိုကျင့်သုံးတဲ့သူတွေကမန်ပေါ့နော်ချိန်ခါမကြည့်ဘဲနဲ့အသေးဆုပ်ကင်ထားတဲ့ဆိုရင်ခုလိုမျိုးမလိုလားအပ်တဲ့ဆုံးရှုံးနေတာမျိုးတွေမဖြစ်သင့်တာမျိုးဖြစ်လာတာမျိုးတွေဖြစ်နိုင်တယ်လို့ကျွန်မထပ်ပြီးတော့ဆင်ခြင်မိတယ်ကျမတော့ဒီ Amber Alert ထုတ်ပြန်ခွင့်မပေးတဲ့ Washington State Patrol အရာအားမရဖြစ်ပြီးတော့အရာစိတ်ဆိုးမိတယ်တကယ်လို့သူတို့ကစောထုတ်ပြန်ခွင့်ပေးခဲ့တယ်ဆိုရင်ကလေးတွေကအဲ့လိုအသက်ဆုံးရှုံးချင်မှဆုံးရှုံးပါလေနော်ရေးရရှိတဲ့စုံထောက်တွေကတော့ Travis ကိုမတွေ့မချင်းသူကလုံးဝမနာဘူးသူ့ကိုမြင့်အောင်ဖမ်းပြီးတော့တရားဥပဒေအရပြစ်ဒဏ်စီရင်နိုင်ဖို့အဆက်မပြတ်ကြိုးပမ်းသွားမယ်လို့ပြောတယ်သူ့ကိုဖမ်းမိဖို့တဲလွန်စပေးနိုင်တဲ့သူတွေကိုဒေါ်လာ2000အထိဆုချမယ်လို့လည်းထုတ်ပြန်ထားပြီးတော့အများပြည်သူသတင်းပေးပို့ကြဖို့ဆက်တိုက်သတင်းတွေအစုံကနေ channel အစုံကနေနှိုးဆော်နေတာဖြစ်ပါတယ်ဒီလူသက်ကောင်အရန်ရက်ဆက်တဲ့ဖခင် Travis Decker ကိုအမြန်ဆုံးဖမ်းမိပြီးသမီး3ယောက်အတွက်တရားမျှတမှုကိုပြန်ယူနိုင်ပါစေလို့ကျွန်မဆုတောင်းပေးလိုက်ပါတယ်နောက်ပိုင်းသူနဲ့ပတ်သက်တဲ့ update တွေသိလာခဲ့တယ်ဆိုရင်ကျွန်မဒီဗီဒီယိုရဲ့ comment မှာဒါမှမဟုတ်ရင်ဗီဒီယိုအတူလေးတစ်ခုပြန်လုပ်ပြီးတော့ဒီမိတ်ဆွေတို့သိရအောင်ကျွန်မပြန်ပြီးတော့ကြောင်းကြပေးပါမယ်ကိုပဒကိုနားထောင်မယ်ဆိုရင်လည်း YouTube မှာသူတို့ဒီအကြောင်းအရာပေါ့နော်ဒီ Travis Decker ရဲ့လူသတ်မှုအကြောင်းအရာအများကြီးပဲခုဆွေးနွေးနေတာဖြစ်တဲ့အတွက်ရှာနားထောင်ကြည့်လို့စင်ပြေပါတယ်လို့စိတ်ဝင်စားစရာလည်းကောင်းတယ်သင်ခန်းစာယူစရာလည်းကောင်းတယ်ပေါ့နော်စိတ်လည်းအရင်မကောင်းဖြစ်တယ်အမေနေရာမှာနေကျင်ဘလို့မှခံစားကြည့်လို့တော့မရအောင်ယူတော်သွားမယ်ထင်တယ်နော်ကလေး3ယောက်တော့မှတပြိုင်တည်းတက်ခံရတယ်ပြီးတော့တက်တဲ့သူကလည်းသူတို့ရဲ့အဖေအဲ့လိုမျိုးဆိုတော့အမေနေရာမှာနေကြည့်ရင်လေကျမတော့ခံစားကြည့်လို့တော့မရအောင်အရင်တနာမိပါတယ်လို့ဆိုတော့အခုအဆုံးထိနားထောင်ပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ် Rocky the Storyteller YouTube channel မှာအခုလိုမျိုးပဲစိတ်ဝင်စားစရာမူခင်ဇာတ်လမ်းနေနဲ့ရုပ်ရှင် crime movie တွေကိုပေါ့နော်ပြန်ပြီးတော့ကျွန်မမျှဝေသွားမှာဖြစ်တဲ့အတွက်ကျေးဇူးပြုပြီးတော့ကျွန်မရဲ့ channel လေးကို like and subscribe လေးတွေလုပ်ပေးသွားကြပါလို့ကျွန်မမေတ္တာရက်ခံပါတယ်ကျေးဇူးလည်းအများကြီးတင်ပါတယ်ရှင်အားလုံးပဲ bye bye